ပထမဆုံးအနေနဲ့မြင်ကွင်းလေးတစ်ခုကိုအရင်ပုံဖော်ကြည့်ရအောင်ပါအချိန်ကမနက်6နာရီလောက်ပေါ့နော်အဝေးကနေရထားခုမောင်းသွားတဲ့အတန်ခက်တဲတဲကိုကြားနေရတယ်မနေ့ခင်အစောယူပါဟုတ်တယ်စစ်တောင်းမြစ်ကမ်ဘေးကစိတ်ကန်းလေးမှာဆိုရင်ဒေတာခန်ဒီကစံကယ်တွေဟိုထော်လာကြီးတွေနဲ့မြို့ပေါ်ကိုဈေးဝတ်ထွက်ဖို့ပွာလာလှုပ်ရှားနေကြပြီလေရေတွင်းကုန်းတို့ကြောင်ကုန်းခရူးကုန်းနဲ့ဝက်ချဲစတဲ့ရွာလေးတွေမှာလူတွေကကို့အလုံးနဲ့ကိုပုံမှန်အေးချမ်းချမ်းလေပတ်နေတဲ့တာမန်နဲ့ခင်လေးတစ်ခုပေါ့ဟုတ်ကဲ့ဒါပေမဲ့အဲ့လိုငိမ့်ချမ်းနေတဲ့အခြေအနေကနေမျက်စိကမိတ်အတွင်းမှာတင်ဘယ်သူမှမျောလင့်မထားတဲ့အစုလိုက်အပြုံလိုက်ဖမ်းဆီးတပ်ဖြတ်ခံရတဲ့သွေးထွက်တန်မျိုးစစ်မြေပြုံအဖြစ်ရုတ်တရက်ပြောင်းလဲသွားခဲ့တယ်အဲ့ဒီရုတ်တရက်အပြောင်းလဲကတကယ်ကိုတွန်းလို့ဆရာပဲမြတ်တာမန်တိုက်ပွဲငယ်လေးတစ်ခုလိုအပေါ်ယံကြည့်ရင်ထင်ရပြီမြက်လေးဒီဖြစ်ရဲ့ချေနောက်ကယ်မှာကြီးမကျယ်ပြလာတဲ့စီရေးမဟာဗျူဟာကြီးတစ်ခုလုံးလက်ပတ်နေတာကိုကျွန်တော်တို့မြင်ရမှာပါဟုတ်တယ်အဲ့ဒီဒီဝါလီရဲ့ကံကြမ္မာဒမြန်မာတနိုင်ငံလုံးအိုင်တာနဲ့ရှင်းပြိုင်နေကြတဲ့အင်အားစုတွေရဲ့အသက်လူပွဲထဲမှာတက်ရိုက်သက်ဆိုင်နေတာမျိုးဖြစ်နေတယ်ရအဲ့ဒီတော့ဒီကနေ့ကျမတို့အသေးစိတ်ဖြန့်ချက်လေ့လာမယ့်အကြောင်းအရာကမြန်မာနိုင်ငံအလဲပိုင်းပခိုးတိုင်းအတွင်းမှာရှိတဲ့စစ်တောင်းမြဝန်ဒေတာရဲ့မြေပြင်အခြေအနေတွေပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ရရှိထားတဲ့တဲ့မှတ်တမ်းတွေမြေပြင်ကွင်းစင်လေ့လာမှုတွေကိုအခြေခံပြီးတကယ်တမ်းဘာတွေဖြစ်နေတယ်လဲဘာကြောင့်ဖြစ်နေတယ်လဲဆိုတဲ့အကြောင်းရင်းတွေကိုကျမတို့ဆွေးနွေးသွားကြမယ်ပေါ့နော်ဒါပေါ်တာဒါပေမဲ့မစခင်မှာကျွန်တော်တို့ကြိုတင်ပြီးတိတိကျကျအတိပေးချင်တာတခုရှိတယ်လေဟုတ်တယ်ပြောပါအောင်အခုကျွန်တော်တို့ဆွေးနွေးမယ့်အချက်လက်တွေတရင်ရင်းမြစ်တွေဟာမြေပြင်ကလက်နက်ကင်ပရိပတ်ခန့်နဲ့ပတ်သက်နေတဲ့အတွက်အလွန်အကဲဆက်ပါတယ်ဗျာကျွန်တော်တို့အနေနဲ့မြေဒီဘက်ကိုများရက်တီထောက်ခံတာအားပေးတာလုံးဝမလုပ်ပါဘူးဟုတ်ပါတယ်ရှင်လုံးဝပတ်မလိုက်ပါဘူးအဝိအချက်လက်တွေမှာပါဝင်တဲ့မြေပြင်ကအဖြစ်ပြက်တွေမြေဖြူဟာအပြောင်းလဲတွေနဲ့လူသားတွေအပေါ်တက်ရောက်မှုတွေကိုဘက်မလိုက်တဲ့ရှူတောင်းအနေတန်တက်လေခွဲချမ်းစိတ်ဖြတ်သွားမှာပါဗျာဟုတ်ပြီကဲခုနကပြောခဲ့တဲ့နေရာကိုပြန်ဆက်ရရင်အဲ့ဒီမတ်လာ9ရက်နေ့ကအေးချမ်းနေတဲ့ရွာလေးတွေမှာချက်ချင်းကြီးဘာတွေများဖြစ်သွားခဲ့တာလဲမြေပြင်တည်င်းနေအားဆိုယူဗျာအဲ့ဒီနေ့မနက်9နာရီလောက်မှာအင်အား3လခန့်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ကြောင်း2ကြောင်းခွဲပြီးရွာတွေတဲကိုဝင်လာခဲ့တဲ့မနက်9နာရီကြီးကိုအင်အား3စာတောင်လားဟုတ်တယ်ဗျာဒါပေမဲ့အစိုးဆုံးလားသူတို့ဝင်လာတဲ့ပုံစံပဲတာမန်စစ်ဝတ်စုံတွေဝင်လာတာမဟုတ်ဘူးလေဒီသားကန်တွေယင်းနီးပြီးသားဖြစ်တဲ့တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေတနည်းအားဖြင့် PDF တွေရဲ့ပုံစံမျိုးရုပ်ဖြတ်ဝတ်စိမ့်ပြီးရက်သားတွေကိုချင်းချောက်ဝင်ရောက်လာခဲ့တာမျိုးအဲ့ဒါကတော်တော်လေးကိုကြောက်စရာကောင်းတဲ့အချက်ပဲဂရိတန်တာရီထဲက Trojan မင်းလိုမျိုးရန်သူပုံစံဖျောက်ပြီးအတွင်းယူဝင်ရောက်လာတဲ့နီးဖြူဟာကိုတုံးလိုက်တာပေါ့အဒီအကြပဲစဉ်းစားကြည့်လေကျမသာရွာခံဒီရောက်ဆိုရဲပုံမှန်ကိုရဲထမင်းကျွေးနေကြထောက်ပံ့နေကြ PDF ရန်မိုရီလာတယ်ဆိုပြီးတကားဖွင့်ပေးလိုက်မှာပဲဒါပေါ့ယုံကြည်ပြီးဖွဲ့ပေးမှာပဲလေချက်ချင်းကိုတတ်မှတ်သူမှန်ဘလို့လို့သိနိုင်တော့မလဲဒီလိုရုပ်ဖြတ်ဝင်ရောက်လာတဲ့လောက်ရက်ကမြေပြင်ကပြည်သူတွေရဲ့လုံခြုံရေးအတိကိုလုံးဝကိုခမောက်ခမောက်ဖိသွားစေတာမဟုတ်လားအဲ့ဒါကအတိကဖြစ်မှတ်ပဲပြောစစ်ရေးမှာတော့အလွန်အန္တရာယ်ကြီးမားတဲ့စိတ်တက်စစ်စင်ကြီးလို့ခေါ်တယ်လေပြည်သူတွေရဲ့စိတ်ထဲမှာဘသူကငါတို့ကိုကားကွယ်မဲ့သူလဲဘသူကငါတို့ကိုရန်ရှာမဲ့သူလဲဆိုတော့မင်းချမ်းကိုဖြတ်လိုက်တာတမင်တက်ရိုးထွဲပစ်လိုက်တာကောဟုတ်တယ်ဗျာဒီလောက်ရက်ကလူတွေကိုတပ်ဖြတ်ဖို့တက်မဟုတ်ဘူးမြေပြင်မှာအရေးကြီးဆုံးဖြစ်တဲ့ယုံကြည်မှုဆိုတာကိုအမျက်ပြတ်ဖျက်ဆီးပစ်လိုက်တာတော်လန်ရဲ့အဖွဲ့တွေနဲ့အယက်သပြည်သူတွေကြားမှာရှိနေတဲ့အပြန်လန်မီကွာအားထားမှုတွေယုံကြည်မှုတွေကိုဖျက်တောက်ခြင်းလို့တမင်သက်လုံးတဲ့စစ်ချင်းရည်မျိုးဖြစ်နေတယ်အဲ့ဒီနောက်ဆက်တွဲကတော်တော်ဆိုးသွားတယ်လို့ဖတ်ရတယ်အင်းအားမဖြာတာတော့တော်လန်ရေးတက်တွေနောက်ဆုတ်ပေးလိုက်ရခြင်းမှာအယက်သား3ပြာခန့်ဓာစခန့်အဖြစ်ဖမ်းဆီးခံလိုက်ရတယ်ဟုတ်တယ်ဗျာထုံးသွားတော့ပြီးတော့လူ40ကျော်တပ်ဖြတ်ခံခဲ့ရတယ်လို့ရင်းမြစ်တွေမှာဖတ်လိုက်ရတယ်အဲ့ဒီနေ့ညဘက်ရောက်မှ PDF တပ်ဖွဲ့ဝင်တွေကအသက်ဆွန့်ပြီးအဲ့ဒီဓာစခန့်တွေကိုပြန်ဝင်ခဲ့ရတာပေါ့ညဘက်စစ်စင်ရေးပြန်လုပ်တာလူအများဖျားကိုကတင်နိုင်ခဲ့ပေမဲ့အဲ့ဒီစစ်စင်ရေးမှာရဲဘော်တအူကြဆုံးခဲ့ရတယ်လို့ဆိုတယ်ဒီဖြစ်ရကိုကြည်ရင်တကယ်ကိုအသက်နဲ့ရင်းပြီးကစားနေရတဲ့ပွဲကြီးပဲမှန်ပါတယ်ဗျာဒါပေမဲ့ကျွန်မတွေးမြင်တာတစ်ခုอ่ะလေအယက်သားပြည်သူတွေရဲ့ယုံကြည်မှုကိုဖျက်ဆီးပစ်ဖို့ဆိုရရည်ရွယ်ချက်တစ်ခုတည်းနဲ့တင်တာမန်ရွာလေးတွေကိုဒီလောက်တောင်အင်အားသုံးပြီးစစ်ရာဇဝမှုမြောက်နိုင်တဲ့နီးလန်းတွေအထိသုံးပြီးအထက်အတန်တိုက်ခိုက်နေရတော့မထိနိုင်ဘူးထင်တယ်အဲ့လုံရင်းရတဲ့နောက်ကွယ်မှာဘာရှိမလဲအဲ့ဒီတော့ဖတူးကြီးဝင်အနေထားကိုကြည့်လိုက်ရင်အဖြစ်ပေါ်လာလိမ့်မယ်ဗျာစစ်တောင်းမြေ1 data ရဲ့မြေပုံးကိုခေါင်းလဲမှာတစ်ချက်ပုံဖော်ကြည့်ပါလားပုံဖော်ကြည့်မယ်အရှိဘမှာ KNU ထိန်းချုပ်ထားတဲ့တောင်တန်းကြီးတွေရှိတယ်လေ
အနောက်ကမှာကျတော့ရန်ကုန်မန္တလေးအမတ်နဲ့ကားလမ်းဟောင်းရှိမယ်ရထားလမ်းတွေရှိမယ်ပြီးတော့မြို့ရွာတွေတန်းစီနေတယ် ဟုတ်ပြီအဲ့ဒီတော့ ဒီနေရာကအောက်ဘက်ကရန်ကုန်ရဲ့အထက်ပိုင်းကမန္တလေးနဲ့ဗဟိုစယုံချုပ်ရှိတဲ့နေပြည်တော်တို့ကြားမှာအလဲတဲ့တဲ့ကဗဟိုချမ်းမလို့ထင်နေတာ အော်သဘောပေါက်ပြီဒါဆိုရင်စစ်ကြရင်ခုံဘောကအကွက်ရွှေ့တယ်ဆိုတဲ့စကားလုံးထက်စားရင်ခန္ဓာဗေဒနဲ့ဥပမာပေးရရင်ဒီနေရာကနိုင်ငံရဲ့ကြောရိုးစစ်ကြီးလို့ဖြစ်နေတာပေါ့ အတိအကျပဲဗျာ နေပြည်တော်ကဥနောက်ရန်ကုန်ကခြီလက်တယ်ဆိုပါတော့အကယ်၍ PDF တက်ဖွဲ့တွေကသာဒီပဲခူးတိုင်းစစ်တောင်းမြစ်1ဒေတာကိုအပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီဆိုရင်မြန်မာနိုင်ငံအထက်ပိုင်းနဲ့အောက်ပိုင်းကိုဆက်သွယ်ထားတဲ့ကြောရိုးစစ်ကိုခါးလေကနေဖျက်တောက်နိုင်မှာပဲ ဟုတ်တယ်ဗျာအဲ့ဒီကြော်ရိုစစ်ပြတ်သွားပြီဆိုရင်စစ်ရေးရာရန်သူရဲ့ထောက်ပို့ရေးနဲ့စစ်တွေရေးလမ်းကြောင်းတွေအားလုံးရပ်တန့်သွားမယ်လေ တွားလို့လာလို့မရတော့ဘူးပေါ့ ဟုတ်တယ်လက်နဲ့ခဲရမ်းနဲ့ရိခါတွေပို့လို့မရတော့ဘူးဒါကြောင့်မို့လို့လက်ရှိမှာလဲတောင်ပိုင်းတိုင်းအမတ်ပူစစ်ဒေသခွဲရဲ့နေမင်းစိုးမိုးလာမှုတွေနဲ့အတူအဲ့ဒီဒေသမှာခြေစိတ်တဲ့ကြောက်ကြီးကခါလာရ60တော့မုံမျိုးကခမားရ9ရင်ကိုစားတဲ့တရင်ဒီကြားမှာစစ်ရေးတင်မာမှုတွေအမြင့်ဆုံးကိုရောက်နေတာဗျာ ဆိုတော့နှစ်ဖက်စလုံးအတွက်ဒီဒေသကလွတ်ဖေးလိုက်လို့မရတဲ့ညာကွာ ဟုတ်တယ်လုံးဝအကြက်ကြိုက်ထားလို့ရတဲ့မဟာဗျူဟာမြောက်လေပြင်းပေါ့ဗျာ shock point ကြီးဖြစ်နေတယ် နိုင်ငံရဲ့ခါလေကိုဖြစ်တော့မဲ့ဖြူဟာတစ်ဖက်ကလည်းအပြစ်မခံနိုင်တဲ့အနေအထားဆိုတော့တာမန်ထက်ပေါ်ပြင်းထန်လာတာယုတိရှိပါတယ်တောင်းပဲလေအဲ့ဒီလိုမြန်မာလာတဲ့စစ်ရေးရည်မှန်းချက်တွေကြောင့်ပဲ2025နောက်ပိုင်းမှာတက်ခိုက်ရေးနီးဖြူဟာတွေကထန်းလန့်စရာကောင်းလောက်အောင်ပြောင်းလဲလာတာကိုရင်းမြစ်တွေထဲမှာတွေ့ရတယ် ဘယ်လိုမျိုးအပြောင်းလဲတွေတွေ့ရလဲ အရင်ကဆိုရင်လေကျောင်းကနေတိုက်လေရင်တွေနဲ့ဘုံလာကျဲတယ်ဆိုတာတော့ပဲကြားခဲ့ရတာလीအခု2025ခုနှစ်ရောက်လာတဲ့အခါမှာရက်သားဖိမှတ်တွေကိုတိုက်ရိုက်ဦးတည်ပြီးအတေခံ drone တွေပါရာမော်တာတွေကိုပါအများပြားသုံးလာတာတွေ့ရတယ် ဟုတ်တယ် drone တွေကတော်တော်လေးအရေးပါလာတယ် ။မတန်းတစ်ခုထဲမှာဆိုရင်ညဘက်လူတွေအိပ်ပျော်နေတဲ့အချိန်လာကျဲလဲဘုံကြောင်အမျိုးသမီး3ဦးပွဲချင်းပြီးတည်ဆုံပြီးဥတင်ရရခဲ့လေတဲ့ရှင်။အရင်ကတိုက်လျင်ထန်ကြားမှာပြေးကြတာလीအခုတော့ညဘက်အတန်တိလာတဲ့ drone တွေကြောင့်နေရောညပါလွတ်မြောက်ရာမရှိရဲ့အိမ်မက်ဆိုးတစ်ခုလိုဖြစ်လာနေပြီ။ ဒီနေရာမှာကျွန်တော်တတိထားရမှာကနိပညာတိုးတက်လာတာကိုစစ်ရေးမှာဘလို့အသုံးချနေတယ်လဲဆိုတဲ့အချက်ပဲဗျာ ဘလို့သုံးကြတာလဲ ပုံမှန်အားဖြင့်နိပညာမြင့်လာရင်ပြင်းမှတ်ကိုပိုတိတိကျကျထိမှတ်နိုင်တဲ့အတွက်အယက်ထားထိခိုက်မှုနည်းရမယ်လေဒါပေမဲ့အခုမြေပြင်မှာဖြစ်နေတာကပြောင်းပြန်ပဲဗျာ ဘလို့ပြောင်းပြန်ဖြစ်နေရလဲ စစ်ရေးရာအထိနာလာတဲ့အခါပြည်သူတွေမြေပြင်မှာရက်တီလို့မရအောင်ထွက်ပြေးအောင်တမင်တက်ရည်ရွယ်ပြီးအယက်သားပြစ်မှတ်ဒီကိုဥတီလာတာအထူးသဖြင့်ဆေးရုံတွေဆေးခန်းတွေနဲ့စာတင်ကျောင်းတွေကိုအဓိကပြစ်မှတ်ထားလာတာကိုတွေ့ရတယ် ဟဲ့နေရောဆေးရုံတွေကိုပစ်မှတ်ထားတဲ့ဆိုတဲ့နေရာမှာချမဖတ်လိုက်ရတဲ့အချက်တစ်ချက်ကတော်တော်လေးကြောချမ်းစရာကောင်းတယ် ။ဗများရဗျာ ရင်းမြစ်တွေချေမပါရာကဂျီယိုကိုရင်ပုံစံနဲ့တိကျဆိုထောက်လန့်ပြီးတက်ခိုက်တယ်ဆိုတာပဲကျမနားလေတဲ့လောက်ကတောထဲတောင်ထဲမှာလျှို့ဝှက်ဖွင့်ထားတဲ့ဆေးခန်းလေးတွေကိုတောင် digital ခြေရာခံစနစ်တွေတုံးလာတာမဟုတ်လား ဟုတ်တယ်ဥပမာဖုန်းအင်တာနက်အသုံးပြုမှုဒါမှမဟုတ် group မြေပုံအညွန်းကိန်းတွေကိုတုံးပြီးလေချောင်းကနေဘုံလာကျဲတာလေအဲ့လိုတိုက်ခိုက်လို့ဆရာဝန်တွေဆေးမှုတွေကြဆုံးဖေးရတယ်လို့ပါရှိတယ်ပါ ဟုတ်တယ်ဗျာဂျီယိုကိုရင်ကိုလက်နက်တစ်ခုလိုအသုံးပြုလာတာပဲဆေးရုံတွေကိုလိုက်ရှာတက်ခိုက်တယ်ဆိုတာဟာလူနာတွေကိုကုသပေးနေတဲ့အသက်ကဲစနစ်တစ်ခုလုံးကိုစနစ်တကျဖျက်ဆီးပစ်လိုက်တာတကယ်ကိုရက်ဆက်တဲ့လုပ်ရက်ပဲ စစ်တိုင်နေတဲ့ရဲဘော်ပဲဖြစ်ဖြစ်အရက်သားပဲဖြစ်ဖြစ်ဒဏ်ရာရရင်ကုဆရာနေရာမရှိတော့ဘူးဆိုတဲ့အတိကစိတ်ကြက်ကိုအချီးကျကြဆင်းစေတယ်လေဒါဟာပြည်သူတွေနဲ့တော်လန်ရေးအင်အားစုတွေရဲ့ရုပ်ပိုင်းဆိုင်ရာတော့စိတ်ပိုင်းဆိုင်ရာကြံ့ကြံ့ခံနိုင်စွမ်းကိုပါချိုးနေဖို့ကြိုးစားတဲ့အလုံးရက်ဆက်တဲ့ချင်းကမှုပဲဖျား ဆေးရုံကျောင်းနဲ့ကိုယ့်ရဲ့အိတ်ခမ်းတဲ့အထိအချိန်မရွေးအသေးခံ drone တွေရောက်လာနိုင်တဲ့အခြေအနေမျိုးမှာမြေပြင်ကပြည်သူတွေဘယ်လိုများရှင်သန်နေကြသလဲဆိုရယ်လူမှုရေးရှုထောင့်ကိုကျမတို့ပြောင်းကြည့်အောင်လေ ဟုတ်ကဲ့ကြည်ကြည်အောင် တည်င်းနီရဖြူမျိုးနဲ့အတွင်းကရွာပေါင်း30ကျော်ကလူ9000ခန့်ဟာအခုဆိုအိမ်ဆုံးခွဲပြီးစစ်ရှောင်နေရပြီတဲ့အဲ့ဒီရွာတွေမှာဆိုရင်လည်းလူဦးရေအချိုးအစားကအတိတိသားသားပြောင်းလဲသွားတယ် demographic shift ပေါ့ဗျာ ဟုတ်တယ်လူငယ်အများစုကစစ်မှုထမ်းရမှကြောက်တာရောအလုတ်အကင်မရှိတာရောကြောင့်ထိုင်းနိုင်ငံဘက်ကိုအဆုလိုက်ပြုံလိုက်ထွက်ခွာသွားကြတယ်ဆိုတော့ရွာမှာဘသူတွေကြံခဲ့လဲတက်ကြီးရွယ်ကိုအဘိုးဘွားတွေလူလက်ပိုင်းတွေနဲ့ခလီးငယ်တွေလောက်ပဲကြံရစ်တော့တယ် တော်တော်လေးစိတ်မကောင်းစရာပဲ လက်စစ်မီးရလည်းဖျက်တောက်ခံရတော့နေုံကြီးစွမ်းဆိုလာပြားလေးနေမီးစက်တွေကိုပဲအားထားနေရတယ်လေ ဒီအချက်ကလေရေရှည်စစ်ပွဲတစ်ခုက
ဖန်တီးလိုက်တဲ့လူမှုစီးပွားပြတ်သွမှုရဲ့လက္ခဏာရပ်တွေပဲဗျလူငယ်တွေတိုင်းပြည်ကထွက်ခွာသွားတာဟာအနာဂတ်လှုပ်သားရင်အားနဲ့ခွန်အားတွေဆုံးရှုံးသွားတာဖြစ်တယ်လို့ကြံရစ်ခဲ့တဲ့တချင်းရွယ်အိုလီနဲ့ကလေးတွေကိုတွက်လဲအရေးပေါ်အခြေအနေကြုံလာရင်ပြေးနိုင်လွားနိုင်အောင်ကာကွယ်ဆောင်ချော်ပေးနိုင်မဲ့သူမရှိတဲ့လောက်ဖြစ်သွားတာကိုပြဆူနေတာ ဟုတ်တယ်ရှင်အဲ့ဒီလိုအခြေဒီစိုးထဲမှာကျမနေရင်ကိုအထီးဆုံးကကလေးငယ်တွေရဲ့ပညာရေးနဲ့နေ့စဉ်ဘဝအခြေအနေပဲ ကလေးတွေကတကယ်ကိုမြေစားပင်တွေဖြစ်နေတာ အစိုးအောင်တွေထဲမှာစားတင်ရင်ပြစ်မှတ်ထားခံရနိုင်လို့မတင်ရဘူးဒါကြောင့်ကျင်းတွေထဲမှာတစ်ပင်ကြီးတွေအောက်မှာ CDM ဆရာမတွေကအခမတင် जा ပေးနေရတယ်စားတင်ုံတည်းမကောက်ဘူးနော်ရင်းနှီးတွေကအထူးခြားဆုံးမြင်ကွင်းအဖြစ်ကျမဖတ်လိုက်ရတာကကလေးငယ်တွေကိုလေရင်တန်ကြားတာနဲ့တစ်ပင်ကိုကန့်ရမယ်ကျင်းကျဲဝင်ပုံးရမယ်ဆိုတာတင်ပေးနေရတယ် ဟုတ်ကဲ့ အစိုးဆုံးကဘုံလာကျဲရင်အဆုံးမကွဲရအောင်ဘလို့မောက်ရမလဲဆိုတာကိုတင်ပေးနေတာပဲခလေးတွေကိုပိုင်းနဲ့မြေကြီးကိုမထိစေပဲလက်ကိုနားပိတ်ဒီမောက်နေရမယ်ဆိုတဲ့အသက်ရှင်တန်ရေးသင်ခန်းစာတွေကို note တိုက်တင်ပေးနေရတယ် တကယ်ကိုရင်နှန်းစရာပါပဲဗျ စဉ်းစားကြည့်လေကျောင်းမှာကြပြရွတ်ရမယ်ထချင်းဆိုရမယ်အရွယ်ခလေးတွေကကောင်းကင်ကနေတေမင်းလာရင်ပိုင်းနဲ့မြေကြီးမထိအောင်ဘလို့လုပ်ရမလဲဆိုတာကိုအလွတ်ကျက်နေရတာဟာတကယ်ကိုစိတ်မကောင်းစရာကောင်းတဲ့အသက်ရှင်တန်ရေးလေ့ကျင့်ခန်းတစ်ခုပဲရှင် မှန်ပါတယ် ဒီလိုအကြောက်တရားတွေဖုံးလွှမ်းနေတဲ့အခြေအနေကဒီကလေးတွေရဲ့ဦးနှောက်နဲ့အနာဂတ်မျိုးဆက်တွေအပေါ်ဘလို့များတက်ရောက်မှုရှိသွားနိုင်မလဲ ဒါပဲလေယူပိုင်းဆိုင်ရာအဆောင်အောင်ဒီတစီတာတဲ့အဆောင်များစွာပုံမနှဆိုင်केပြဿနာကြီးပါပဲကလေးတွေရဲ့စိတ်ဝိုင်းဆိုင်ရာလုံခြုံမှုကိုအမြင့်ကနေလှုပ်ခါပစ်လိုက်တာပဲ ဟုတ်တယ် သူတို့လေးတွေဦးနောက်ကပုံမှန်တညမှုတွေကစားမှုတွေလုပ်ရမယ်အစားအသက်ရှင်တန်ရေးအတွက်အမြဲတမ်းသတိဝီရထားနေရတဲ့အခြေအနေကိုအလိုလျောက်ပြောင်းလဲသွားတယ်လေလံကြရတဲ့အလိုလိုထေလန့်တော်တဲ့စိတ်တန်ရာဟာသူတို့အရွယ်ရောက်ကြီးပင်လာတဲ့အထိအမားရုပ်အဖြစ်အမြဲတမ်းကြံရည်နေပါလိမ့်မယ်ဗျာ ရေရှင်မှာအရန်ကိုဆူရွားတဲ့တက်ရောက်မှုပဲ ဒါကတနိုင်မလုံးရဲ့အနာဂတ်ကိုဖျက်ဆီးဟန်လိုက်ရတာနဲ့တူပဲ အခုဆိုရင်လက်နက်ကင်တော်လိုင်းရေတက်တန်းကလည်း9နှစ်ကျော်လာခဲ့ပြီလေပြီးသူတွေတင်မကဘူးရှေ့တန်းကတက်ခိုင်နေသူတွေကိုလိုက်လဲဒီကြာရှည်လာတဲ့စစ်ပွဲရတန်းကိုအလူအလဲခံနေရပြီ ငါးနှစ်ဆိုတဲ့အချိန်ကမတူဘူးလေ ပြတ်ထားလိုက်တဲ့အတွက်သူတို့ဘက်မှာအင်အားတွေများပြားလာတယ်တန်ရင်သားလက်နက်ကင်အဖွဲ့တချို့အလည်းအပြည့်ရသွားတာတွေရှိလဲ ဟုတ်တယ်ဟိုဘကန်ရိုတက်မဖာပုံဘက်မှာလဲတိုက်ပွဲတွေကြန့်ကြားနေတယ်လို့ဆိုတယ် ပြီးလို့တော်လိုင်းရေးအင်အားစုတွေတင်းထားတဲ့မျိုးအချို့ကိုတောင်ပြန်လဲလက်လွတ်လိုက်ရတဲ့စင်ခိုးမှုတွေရှိနေလဲလို့ဖတ်ရတယ်ဒီနေရာမှာစိတ်ဝင်စားစရာအကောင်းလုံးကအသက်30ဝန်းကျင်သာရှိသေးတဲ့လူငယ်တိုင်ရင်မှုတွေဥဆောင်နေတဲ့ PDF ရဲဘော်တွေရဲ့အခြေအနေပဲ သူတို့တွေက သူတို့တွေဟာ professional စစ်သားတွေမဟုတ်ခဲ့ဘူးလေ engineer တွေကျောင်းဆရာတွေဖြစ်ခဲ့ကြတာအခုရေရှည်စစ်ပွဲကြောင့်သူတို့ကြားမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအထူးသဖြင့်စစ်ပွဲအလွန်စိတ်တန်ရာ PTSD တွေလိုလက္ခဏာတွေရှိလာနေတယ်လို့မန်တဲနေကဆိုတယ် ဒါကတကယ်ကိုကြီးမားတဲ့ပြဿနာတစ်ခုတည်း နေ့စဉ်နဲ့အမျှကိုယ့်ရဲ့ညီလိုသားလို့ရဲဘော်လေးတွေကိုတေမင်းစီလွတ်နေရတဲ့ဖီယာကမသေးဘူးလေဒါပေမဲ့ကြောက်ဆုံးသွားရဲ့ရဲဘော်တွေအတွက်ဆိုတဲ့ယုံကြည်ချက်တစ်ခုတည်းနဲ့ရှေ့ဆက်တိုက်ပွဲဝင်နေကြစေဖြစ်တယ်လို့ရီမစ်တီကဖော်ပြထားတယ် ဟုတ်ကဲ့ စိတ်တခွန်တော်တစ်ခုတည်းနဲ့တွားနေရတာထက်မြေပြင်ကအခက်ခဲတွေစိတ်ပိုင်းဆိုင်ရာတန်ရာတွေဟာမျက်ကွယ်ပြုတ်ထားလို့မရတဲ့အရာတွေဖြစ်လာနေပြီပေါ့နော်အင်အားကြီးမားလာတဲ့စိန်ခေါ်မှုရဲ့ကြားကတော်လန်ရဲ့တက်တီဘလူးများတောင့်ခံနေနိုင်ကြတယ်လဲဆိုတာတကယ်စဉ်းစားစရာပဲရှင် ဒီအချက်ကအလွန်အရေးကြီးတဲ့မေခွန်းတစ်ခုကိုဖော်ထွက်လာစေပါတယ်ဗျာနားနဲ့ကြော်လာတဲ့အချိန်မှာစစ်ပွဲဟာလက်နက်နဲ့လူအင်အားတိုက်ပွဲတက်တက်မဟုတ်တော့ဘူးလေ ဘယ်လိုမျိုးပြောင်းသွားပြီလဲ ဘသူကရေရှည်တန်းကိုပိုခါနိုင်ရေရှိမလဲဆိုတဲ့ကြမ်းကြမ်းခနိုင်စွာစမ်းတမှုကြီး War of Attrition ထက်လာနေပါပြီ War of Attrition ဆိုတာတစ်ဖက်နဲ့တစ်ဖက်မြန်မြန်ဆန်းဆန်းအနိုင်ယူတာမျိုးမဟုတ်ပဲတစ်ဖက်ရဲ့အရင်အမြစ်တွေစိတ်သက်တွေလူမှုရေးရန်တရားတွေအားလုံးပြိုလဲထွားတဲ့အထိဖြည်းဖြည်းချင်းကြိတ်ချေတဲ့စစ်ပွဲမျိုးကိုခေါ်တာပါဗျာ ဖြည်းဖြည်းချင်းအာကုန်တော့အောင်လုပ်တာ哦 ဟုတ်တယ်ရုပ်ပိုင်းဆိုင်ရာပြင်ပနှောနဲ့မှုတွေထက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုပါနှစ်ဖက်စလုံးအရင်ဆိုင်နေရတာပါယုံကြည်ချက်ဆိုတဲ့မောင်းတဲ့အားတစ်ခုတည်းနဲ့စစ်ပွဲရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုဘယ်လောက်ကြာကြာတွန်းလှန်နိုင်မလဲစိတ်ပိုင်းဆိုင်ရာပြိုလဲမှုမဖြစ်အောင်ဘယ်လိုထိမ့်မလဲဆိုတာကရှေ့ဆက်ဆောင်ကြည့်ရမယ်အဓိကအဆုံးဖြတ်ပေးမယ့်အချက်တွေဖြစ်ပါတယ်ဗျာ ဟုတ်ပါပြီဆိုတော့ကျမတို့ဒီကနေ့လေ့လာချဲတဲ့ရီမစ်တွေကနေတဆင့်အရေးကြီးတဲ့အချက်တွေကိုပြန်လဲခြုံငုံကြည့်ရရင်လေစစ်တောင်းမြဝနာဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာမြန်မာနိုင်ငံတဝမ်းဖြစ်ပေါ်နေတဲ့ကျဲပြန့်လာတဲ့ပဋိပက္ခကြီးရဲ့တင်းငယ်တဲ့ပြရုပ်တစ်ခုသာဖြစ်ပါတယ် ဟုတ်ကဲ့
ညီပညာတစ်တီအသေးခံ drone ငယ်နဲ့ geocoding လိုစနစ်တွေပါသုံးလာတဲ့စီးရဲဗျူဟာအပြောင်းလဲတွေနေ့စဉ်နဲ့အမျက်ဘုံတန်ကိုကြောက်ရွံ့နေရတဲ့ပြည်သူတွေရဲ့ရုန်းကန်ရှင်သန်မှုတွေကိုမြင်ခဲ့ရတယ်။ပြီးတော့ပညာရေးနဲ့အနာဂတ်ပျောက်ဆုံးနေတဲ့ကလေးငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာတရားကိုစီနဲ့ရှေ့ဆက်နေကြတဲ့လူငယ်ရဲဘော်တွေရဲ့အခြေအနေတွေကိုပါကျမတို့အသေးစိတ်တွေ့မြင်ခဲ့ရပါတယ်။ မှန်ပါတယ်ဗျာအချက်အလက်တွေအလုံးကစစ်ပွဲရဲ့ရက်ဆက်မှုနဲ့လူသားတွေရဲ့ခံနိုင်ရည်စွမ်းအားနှစ်ခုစလုံးကိုတကြိုင်နက်ထဲထင်ဟပ်ပြသနေတာကိုကျွန်တော်ရှင်းရှင်းလင်းလင်းတွေ့လာပါတယ်ဗျာ ဒါကြောင့်မလို့နာဆင်လေးလာသူတွေအတွက်ဆက်လက်တွေးတိုးစရာမျိုးဟုတစ်ခုချင်ရေးချခြင်းပါတယ်ရှင် ဟုတ်ကဲ့ပါမြလေဗျာ ကောင်းတဲ့အခြေအနေကိုဖန်တီးပေးနေရပါတနေ့နေ့တစ်ချိန်ချိန်မှာဒီလက်နက်တန်တွေအားလုံးတိတ်ဆိတ်ပါခဲ့ရင်တောင်မှကောင်းကင်ကြီးကိုကြည့်ကြည့်အမြဲထိတ်လန့်နေရမယ်ကလေးငယ်ရဲ့စိတ်တရားကိုဘယ်လိုကုစားမလဲပေါ့နော် တကယ်ကိုစဉ်းစားရခက်တဲ့မေးခွန်းပဲဗျာ ပူဆိုတာကထရိုဂျန်မြင်းလို့အသွင်ယူရုံမှုတွေကြောင့်ကိုယ်အိမ်နီးချင်းကိုတော့တန်တရားဝင်နေရလောက်အောင်ယုံကြည်မှုတွေဖျက်ဆီးခံလဲရတဲ့ဒီလူဖွဲ့စည်းကြီးအနေနဲ့ဟိုအစကကျွန်တော်တို့ပြောခဲ့တဲ့ယထာတန်လေးကြားပြီးလျက်လေးတွေနဲ့ဈေးဝဲထွက်ကြတဲ့အိတ်ချမ်းလုံကြုံနှွေးထွေးတဲ့အရေးအဝါဘကိုပြန်လဲတိဆောက်ဖို့ဘယ်လောက်တောင်အချိန်ယူရမလဲဆိုတာပါပဲ ဟုတ်တယ်ဗျာယုံကြည်မှုဆိုတာပြန်တည်ဆောက်ဖို့အခက်ဆုံးပဲလေ ဟုတ်ပါတယ်အဆောက်အုံတွေကိုပြန်ဆောက်လို့ရပါမယ်လူသားတွေယုံကြည်မှုနဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုပြန်တည်ဆောက်ဖို့ဆိုတာကတော့ကျမတို့အားလုံးဆက်လက်တွေးတောရှာဖွေရမယ်စောင့်ကြည့်လေ့လာရမယ်အရေးကြီးဆုံးကိစ္စရပ်တစ်ခုပဲဖြစ်ပါတော့တယ်ရှင်ယခုလိုအချိန်ပေးပြီးဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်ဗျာ